ကဲမတရားတော့ဒီဘွားကင်စာခံစားနေတဲ့ချစ်မိတ်ဆွေတွေစေးမကူနိုင်လို့အိမ်မှာနေပါတယ်ဆိုတဲ့လူတွေအတွက်ပေါ့နော်မတရားနေပြီးတော့ဒါရည်ရွယ်ပြီးတော့စေးလူလေးတွေပေးလာတာဆိုရင်အခုဆိုမတရားနှစ်ကျော်ပဲပေါ့နော်မနေ့ပြန်2လပိုင်းတရက်နေ့ကျရင်မတရားတို့ကဒီမြမနာစီတက်လူတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကိုလေးကိုမြင်တဲ့လူတွေကမြစ်ဘွားကိုအတွက်တော့မလိုဘူးဆိုရင်ပဲပေါ့နော်ဒါမကူနိုင်တဲ့လူတွေအတွက်မြင်တာအောင်ပို့တစ်ချက်လောက် share ပေးပါပြီးပြီဆိုရင်မတရားတော့စီမှာပေါ့နော်ဒါရင်သားလားအဆုပ်လားဆိုတာလေးတွေကိုcomment မှာရေးပြီးတော့စေးလူလေးတွေလာယူပါ2လပိုင်းတရက်နေ့ကျရင်မတရားတော့မနေ့စောစောလေးဖုန်းဆက်ပြီးပေါ့နော်ဒါမန်းလေးအဒီတစ်ဝက်ကလူတွေဆိုမတရားတော့ထုံးဖို့ရမှာအိမ်မှာလာယူအိမ်မှာ free ပေးတယ်ပေါ့နော်လိုင်းမှာဆိုတော့မတရားတော့ဥယျာဉ်ကန့်တက်ထားတယ်ဥယျာဉ်တရားစီဂျိုဓမားတွေပေါ့နော်စီဂျိုဓမားဆိုတာအနာဖြစ်နေတဲ့လူတွေတိပေါ့နော်ရတယ်ဥယျာဉ်50နောက်တစ်ခါတဲကြီးမှာကြောက်တယ်လို့ကြောက်ကမှကြောက်တယ်လို့ခါးတွေနာလို့အောင့်လို့အန်နေလို့မျက်လုံးတွေဝါနေလို့ကြောက်ဝေနာခံစားနေတဲ့လူတွေအတွက်ဆိုလည်းမတရားတော့ဥယျာဉ်50ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အားလုံးဥယျာဉ်နေရာတိလူပါမယ်အဲ့ဒီအတွက်ကိုမတရားတော့စီမှာပေါ့နော်နေ့ရက်နေ့ကျဖုန်းဆက်ပြီးတော့အလူယူကြပါတကြတဲ့ကြားမှာမပေးအောင်မတရားတော့ဒါဇီဝိတဒါနနဲ့လူလာဖြစ်တာမို့လို့ပေါ့နော်စေးမကုနိုင်ကြတဲ့စေးမွေတောင်းနိုင်တဲ့ချစ်မိတ်ဆွေတွေများအားလုံးစေးလူလေးကိုလာယူပါဝေနာရှင်များမြင်အောင်နဲ့ကြံတဲ့လူတွေကလည်းရှယ်ပေးခြင်းဖြင့်ကူညီပါရှင်ကဲမနေ့ပြန်ဆိုဖုန်းဆက်လို့အလူလေးတွေလာယူပါနော်